ကဲဒါတော့အမျိုးသားနဲ့အမျိုးသမီးလေးကိုပြောပြမယ်။ဘာပြောချင်လဲဆိုတော့လေကိုလေးမြင်တဲ့အရှိမောင်ဖြစ်တဲ့ဟောင်ပြောပြနော်။မိန်းကလေးတယောက်ပိုက်ကြီးတစ်လုံးနဲ့လေလင်းများလို့တော့ဟုတ်ပါရဲ့ယူထားပါရဲ့ပိုက်ကြီးတစ်လုံးနဲ့လေထားခဲ့ပြီ။ဟောယောက်ျားကြတော့လေနောက်ကောင်မလေးတော့ရှာသွားတာ။ကဲဒါကိုကြည့်ချင်အပြည့်ကျမပြောပြချင်တာရှိရနော်။ကလေးယူရဲဆိုတာလေတကယ်တော့အလောက်မြင်မယူတဲ့မို့ချစ်သူကြီးစားထားတယ်ထားလိုက်ပါတချို့လေဆိုတော့ဘယ်နှစ်ရက်နဲ့ခိုးပြေးတချို့လေဆိုဘယ်နှစ်ပတ်နဲ့ခိုးပြေးဖက်တချို့လေဆိုဘယ်နှစ်လနဲ့ခိုးပြေးတယ်တချို့လေထားလိုက်ပါချစ်သူကြီးစားတတန်နဲ့ကြာကြာခိုးပြေးဒါပေမဲ့ဘာကြောင့်ကလေးရှိတဲ့အချိန်မှာထားသွားခဲ့တာလဲကဲပြောချင်တယ်တာယာတဲ့အချိန်ကတော့ကောင်လေးရောကောင်မလေးရောတာရရနဲ့တာယာခဲ့ပြီးပြီတကယ်ကလေးရှိလာတဲ့အချိန်ယောက်ျားလေးတောင်းဝင်ပြီးရှင်ပစ်ထားခဲ့တယ်ဒီလိုပစ်ထားတတ်တဲ့ယောက်ျားလေးရဲ့လက္ခဏာကိုမိန်းကလေးလေးတိတတ်ဖို့လိုတယ်ယူပြီးတိတ်မကြောက်ကိုစိတ်မရှိတော့တဲ့ယောက်ျားနောက်ပြီးမယူခင်မှာအတူတူနေနေတဲ့အချိန်မှာနင့်ကိုငါချစ်လိုက်တာလို့တဖွာပြောတတ်တဲ့ယောက်ျားလုံးဝရှောင်ပါယူပြီးတာတော့တိတ်မကြဘူးအရာရာတိုင်းကစိတ်တိုင်းအလိုမကြတဲ့အရာတွေကြီးပဲနင့်ကိုပြောနေတယ်ဒီလိုဆိုလဲရှောင်ပါအရင်တော့ဖုန်းနံပါတ်ကလက်ဝက်နံပါတ်မရှိဘူးနောက်ပိုင်းကျလက်ဝက်နံပါတ်တွေရောအကုန်လုံးထားလာတတ်ပြီဖုန်းခေါ်လဲအဝေးသွားလာတတ်ပြီဒါဆိုရင်တိတက်မှာကိုကွန်ထွန်းတုံးရမှာလားဘာလို့ရတော့မလဲဆိုတာမိန်းကလေးတယောက်ယူချစ်ချင်းကလေးမယူနဲ့နော်ယောက်ျားလေးတချို့လေးကယူချစ်ချင်းကိုကလေးကိုနေလို့တန်းယူလိုက်ပြီဆိုရင်ယောက်ျားလေးတချို့လေးကတောင်းဝင်ပြီးရှင်တော့တွားခဲ့ရင်ကို့မှာဆွေမျိုးတောင်းရင်တော့တမျိုးကို့အမေလေးကလည်းနားလည်ပေးနိုင်တမျိုးဆွေမျိုးလည်းမတောင်းဘူးနားလည်းလည်ပေးနိုင်တဲ့မိဘလည်းမရှိဘူးဒါဆိုရင်တော့ခံရလိမ့်မယ်နော်နောက်ဆုံးတော့ကလေးကမွေးချင်မွေးမယ်မမွေးချင်ပိုက်ရအကြီးကြီးနဲ့တားစီတွေစားတယ်မဖြစ်တဲ့နာလည်းဖြစ်ကုန်တယ်ဒါကြောင့်ပြောချင်တယ်နော်မိန်းကလေးတွေလည်းအယုံမလွယ်ပါနဲ့ယူမယ်ဟုတ်ပြီယူမယ်ဆွဲစကားတလုံးပဲရှိတယ်ဟုတ်ပြီနေတယ်အတူတူနေတယ်တိုက်ခန်းငါမှအတူတူနေဒါလည်းလင်များဘသူကတတ်မှတ်ထားတယ်ကိုယ်စိတ်နဲ့ကိုယ်တတ်မှတ်ထားတာပဲရှိတယ်ကောင်းလေးစိတ်ထဲမှာတတ်မှတ်မတတ်မှတ်ကိုတီချာရက်လာဒါကိုကလေးယူလိုက်ပြီဆိုကိုကလေးတယောက်နဲ့ပြစ်ထားခဲ့ပြီကို့မှာကအရင်နှိမရှိဘာမရှိနဲ့ဘလို့များရှင်တန်တော့မလဲဘလို့များကြော်ဖြတ်တော့မလဲဒါကြောင့်ပြောရှင်ပဲယောက်ျားလေးတချို့လဲအလိုဆန္ဒအရင်မလိုက်ပါနဲ့ကွန်ထုံးမတုံးချင်ပြီးခံနေမှအပြင်ထုတ်ပါမိန်းကလေးအတွင်းထဲထဲတိတဲ့အတိုင်းပဲကလေးရနိုင်တယ်အပြင်ထုတ်တာတော့တစ်ခါတလေကြိုင်ကလေးရတတ်တယ်ကိုကဒီကလေးကိုတောင်းဝင်မယူချင်ဘူးမယူနိုင်ဘူးဆိုရင်လက်နဲ့ပဲထုပါတကယ်လို့လက်နဲ့မထုချင်ဘူးမိမကိုရှိမှအဆင်ပြေတယ်ဆိုရင်တော့ကွန်ထုံးတုံးပါကွန်ထုံးမတုံးချင်ဘူးဆိုရင်ကိုတာကြောဖြတ်ထားပါဒါမှမဟုတ်ဘူးနော်တာကြောဖြတ်ပြီးမထောင်နိုင်တော့ဘူးလေဘယ်လိုလုပ်မလဲဒါဆိုရင်နီးလက်အများကြီးရှာပါမိန်းကလေးကိုတော့ဆေးကျွေးတာလို့တားဆေးထိုးခိုင်းတာမလုပ်ပါနဲ့ကလေးမရအောင်နှစ်ဖက်ကအထူးဂရုစိုက်ပေးပါမိန်းကလေးကိုတားသမီးချင်းညီမချင်းကိုကျန်းစာတတ်ပါလို့ပြောချင်ပါ